Hey, bro. ခဏနေဦးအိမ်သွားပဲပို့ဆို ဟုတ်တယ်လေ ဟောကိုကအိမ်ကိုအခုမှစဝယ်မဲ့သူဆိုတော့အိမ်တို့မြေခွက်တို့မဝယ်ခင်အခုကိုတစ်ခုလောက်တတိပေးခြင်းလို့ ကဲပြော လမ်းတိုင်းမြေခွက်ဆိုရှောင်းတော့ ငါသိပါတယ်ကွာမင်းရလေ နေပါဦးလမ်းဆိုတာဒီကွန်ကရစ်လမ်းခင်းထားတဲ့10ပေ15ပေလောက်ပဲကိုပြောတာမဟုတ်ဘူးနော်ချန်စီယိုဟိုဘက်နဲ့ဒီဘက်အထိလမ်းပခုံးသားဟောမြောင်းဟောအပါကိုပြောတာနော်ဟိုအဲ့ဧရိယာတွေပါအကုန်လုံးသွားတိုက်လို့ကတော့ရောင်းရခက်မှာဈေးချောင်းတာကြိုက်ရင်လည်းအခုလိုပေါ်ပေါ့ဗျာ အေးပါ อ๋อတခုရှိသေးတယ်အင်ဂျင်မြန်မာပြင်ပေးကုတ်ဆိုတာကြားဘူးလား ဟာဟဲ့မင်းစကားရတမျိုးကြီးပါလား အဲ့ဒါလည်းအရေးကြီးတယ်သူများမိန်လာမြောင်းစီပင်ဆယ်ပေတောက်လျှောက်ကကိုယ့်ရဲ့အိမ်ကောင်းရင်အိမ်ချေရင်တောက်လျှောက်ကိုတိုက်ထားတဲ့မြေခွက်ဖြစ်မှာဆိုလို့ကွာမင်းဝယ်မဲ့အကွက်ရှေ့တဲမှာလေအစောကပြောတဲ့မိန်လာမြောင်းစီပင်ဆယ်ပေတဲ့တာဖြစ်လို့ကတော့ရောင်းလို့ခက်ပြီးသားမှ ဟာအဲ့ဒါလည်းရှိတာပဲလား ရှိတာဗောနေပေါင်းကွာခဏလေးငါမင်းကိုပြန်ရောက်တဲ့အခါမှာခက်မှာဆိုလို့ငါမင်းကိုအကုန်တန်းပြီးတော့ပဲပြောလိုက်မယ်လူတွေရှောင်တဲ့အထဲမှာဘုန်းကြီးကျောင်းတို့တမာယုံတို့နဲ့နေတာလည်းပါတယ်တဲ့သိလား ဟာဟဲ့အဲ့ဒါနဲ့နေရပုံမကောင်းဘူးလား ဖျားရိတ်တရားရိတ်ကအိမ်ရတယ်လေအဲ့လိုမဟုတ်ဘူးတဲ့အားတို့လူမျိုးတွေကနားကြီးတာမခံနိုင်လို့တဲ့ဒီကွက်တွေကိုရှောင်နေကြတာနောက်ပြီးတော့လေတာဝါတိုင်းနဲ့နေတာတို့မိပွိုင်းနဲ့ကနေတာတို့မျက်နှာစာတစ်ဖက်တည်းပွင့်နေတဲ့နေရာတို့ရောင်းပိုင်ခွင့်မရှိတဲ့သူတွေကရောင်းနေတဲ့မြေကွက်တို့အရှုပ်အရှင်းအငင်းပွားနေတဲ့မြေကွက်တို့ဒါတော့ငါစာရွက်စာတမ်းအကြောင်းမပြောရသေးဘူးနော်ဒါပဲကိုရကိုနေမဲ့မြေကွက်အရွေးမှန်ပါစေလို့ပဲဆုတောင်းပါတယ်ဗျာ